ပြောချင်တာရှိသေးတယ်ပြောချင်တာရှိသေးတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ပြီးခဲ့တဲ့73ရက်နေ့ fighter နော်သွေးလက်ထက်အကြောင်းလာပြောမယ်ပွားသွေးလက်ထက်ဒီတစ်ခါလာတာလေတအားညိတယ်ဈေးပေါ်မှာပွားသူ့တတိနော်ကြည့်တာပွားသူကတတိကောက်တော့ပွားဒီတစ်ခါလာတာတအားညိတယ်သူဘယ်လိုလှုပ်ရမလဲသူဘယ်လိုလှုပ်မလဲအနော်ရမျော်တယ်လေကြည့်တယ်လေပွားသူညိတာနဲ့သူ့တတိနဲ့သူလာတာနဲ့တအားကောက်တယ်အဲ့ဒါနောက်ကြောင်ပြန်သူနှခါတော့မနာသူနောက်ကြောင်လှုပ်တာအဲ့ဒါတော့ဖဲ့ဓမ္မတစ်ခါဒုတိယတစ်ခါဆိုတော့တက်ထိတယ်ဆိုတော့ပွာတထေဘုံကြီးစိတ်ဓာတ်အောင်သူဆွဲဆောင်နေတယ်ဆိုတော့ဘုံနာရပါတယ်နော်အဲ့ဒါတော့နော်အဲ့ဒါမှရမယ်နော်ထိုးတာတို့ဘာတို့ကဘယ်လိုပြောမလဲအကွက်စီမှဘုံနာရမယ်နော်လဲပြီမဲ့လဲတကယ်လို့ကြည်တာဆွဲဆောင်မှုမရှိဘူးကွာအကွက်မရှိဘူးဆိုကွာဆိုတော့ဘုံနာမရဘူးနော်အလေးချိန်မပြည့်လို့စီအဲ့ဒါမှဒါပေမဲ့တော့ဘိုးနာရတာတော့ဘိုးနာရတာဟုတ်ပြီကွာဘယ်လိုပြောရမလဲသူလေထက်လက်ဝစ်ထိုးတာလေအနော်ကြည့်တာအဲ့လောက်ထိမမောဘူးသူလေထက်စကားပြောတာလေအနော်မီဒီယာဖြေတာလေနော်သူများမေးတယ်ဆိုတော့သူဖြေတာလေဈေးပေါ်မှာလေနော်ဘွာအနော်ကြည့်တယ်လေလက်ဝစ်ထိုးတဲ့လောက်ပုံမောတယ်အဲ့ဒါအနော်ပြောတဲ့အတဲပဲနေတို့လက်ဝစ်သမားဖြည့်တယ်ဆိုတော့ဒါမေးသမီးမေးသားလို့ပဲနော်မီဒီယာနဲ့ခဏတွေ့ရတယ်အဲ့ဒါတော့သူများမေးတာတို့ဘာတို့ဘယ်လိုဖြေရမလဲဘယ်လိုလုပ်ရမလဲပြန်လေ့လာတာနော်သွေးလေးတဲ့နော်ဟိုကိုကောင်မလေးရီစားစကားတော့ပြောလို့မျိုးပြောအဲ့ဒါမှပြုံးကြဲပြောတတ်အောင်နော်အဲ့ဒီကိစ္စလဲလေ့ကျစ်တာဖို့လဲမမေ့နဲ့နော်သွေးလေးတဲ့နော်โอเคနော်အနော်အရေးယူတာတော့မဟုတ်ဘူးဒါတော့အနော်အမှားတကယ်လာပြောပြတာနော်ဇေတနာနဲ့နော်ဇေတနာစစ်စစ်နဲ့လာပြောပြတာနော်မချစ်လို့စိမပြောပြအောင်နော်ဒါကတော့โอเคနော်